ဘုံအမြင့်လျှက်စစ် line တွေပေါ်မှာ spacer တွေ vibration damper တွေတက်ဆင်ရတဲ့အလုပ်ဒီအလုပ်ကတစ်လောက်ကိုဒေါ်လာ9000အထိရနိုင်ပေမဲ့လူတွေကနေတိုင်းလိုအလုပ်ထွက်နေကြတော့ပါပဲအကြောင်းပြချက်ကတော့အမြဲတမ်းအတူတူပါပဲသူတို့သိရမှာကြောက်လို့ပါသူတို့ရဲ့အလုပ်ကဘုံအမြင့်လျှက်စစ် line တွေပေါ်မှာအကအကွယ်ပစ္စည်းတွေတက်ဆင်ပေးရတာဖြစ်ပါတယ်ပထမတစ်ခုကတော့ spacer အကွာအဝေးထိန်းပစ္စည်းဖြစ်ပြီးဒုတိယတစ်ခုကတော့ vibration damper တွန်းခါမှုထိန်းပစ္စည်းပါspacer ကလျှက်စစ်ကြိုအစုအဝေးတွေကိုတစ်ခုနဲ့တစ်ခုတတ်မှတ်ထားတဲ့အကွာအဝေးမှာပုံတေဖြစ်အောင်ထိန်းထားပေးပါတယ်အဲဒါကြောင့်လေးပြင်းတိုက်တဲ့အခါလျှက်စစ်ကြိုးတွေအချင်းချင်းရိုက်မိတာမျိုးမဖြစ်တော့ပါဘူး vibration damper ကတော့အလုပ်တစ်ခုကွဲပြားပါတယ်သူကလျှက်စစ်ကြိုးတွေရဲ့တွန်းခါမှုကိုစုပ်ယူပေးဖို့ဒီဇိုင်းထုတ်ထားတာပါဘာဖြစ်လို့လဲဆိုတော့လေးတိုက်နေတဲ့ရွေးဘိုးအားမြင့် line တွေဟာဂီတာကြိုးတွေလိုမျိုးတွန်းခါနေနိုင်လို့ပါအချင်းကြာလောင်တာနဲ့အမျှအဲဒီလိုအဆက်မပြတ်လှူရှားနေတာကြောင့်လျှက်စစ် line ရဲ့အတွင်းပိုင်းမှာတတ်တူပင်ပန်းနွမ်းမှု metal fatigue နဲ့အကွေးချောင်းတွေဖြစ်လာစေနိုင်ပါတယ်ဒီတွန်းခါမှုထိန်းပစ္စည်းဒမ်ပါကသူ့အလိုလိုလွှဲရံပြီးအဲ့ဒီတွန်းခါမှုတွေကိုတဖြည်းဖြည်းချင်းစားပစ်လိုက်တာရော့ပါသွားစေတာဖြစ်ပါတယ်ဒီအလုပ်သမားတွေဟာပေပုံရန်နေကြည့်တဲ့အမြင့်ကတာဝါတိုင်းဒီပေါ်ကိုတက်ရပြီးမြေပြင်နဲ့အလန်းဝေးတဲ့အမြင့်မှာတွဲလောင်းခိုပြီးအလုပ်လုပ်ကြတာပါသူတို့ခြေဘဝအောက်မှာရောဘေးပတ်ပတ်လည်မှာဘာမှမရှိပဲလေပြင်းတွေနဲ့ဘိုးအမြင့်လျှက်စစ် line တွေပဲရှိပါတယ်ပို့ပြီးတော့အန်အော့ဖို့ကောင်းတာကသူတို့ဟာပေပုံရန်နေကြည့်တဲ့အမြင့်မှာအလုပ်လုပ်နေရင်းနဲ့ပဲစားတာတောက်တာနဲ့အပေါ့ပါသွားတာတွေကိုလှုပ်ဆောင်ရတာပါဒါကြောင့်တင်ရောဒါကိုအန်ဒီမျောတဲ့အလုပ်တစ်ခုလို့ထင်ပါသလားသင်အထင်လေးတွေကိုလည်း comment မှာရေးခဲ့နိုင်ပါတယ်ဗျာ